မင်္ဂလာပါရှင်ရိုစီပန်းချန်နေကြိုဆိုပါရစေအခုရိုစီပြချင်တာကရိုစီတို့ဒီ data မျိုးတွေပေါ့မကြခင်ဆိုဖူးပွင့်တွေထွက်တော့မယ်မကြခင်ဖူးပွင့်ထွက်တော့မယ်အဲ့တော့ရိုစီတို့ကတနိုင်တစ်ပိုင်းတချို့လေးတွေကစိုက်ချင်တယ်အနေချင်းစိုက်ချင်တယ်မျိုးရရင်ပြီးရောဆိုတဲ့လူတွေနောက်ပြီးစိုက်လည်းမစိုက်တတ်ဘူး data မျိုးတွေတဘာဝတစ်ခွားတွေကိုဒါအားကြိုက်တယ်ထိမ့်သိမ်းချင်တယ်ပေါ့ထိမ့်သိမ်းချင်တယ်ပါတယ်မျိုးတွေတချို့လို့လည်းပါတယ်အဲ့လိုလူတွေအတွက်ကိုရိုစီကအများကြီးလည်းမတတ်နိုင်ဘူးဆိုတဲ့လူတွေအတွက်လူစီကစိုက်ပြီးသားဈေးတက်နဲ့လူစီရောင်းချပေးမှာပါအခုဒါတွေပြပေးမယ်နော်ဘာတွေရမလဲဆိုတော့ပြပေးပါမယ်နာမည်လေးတွေနဲ့ပုံလေးတွေနဲ့လူစီတစ်ခါလေးပြပေးပါမယ်လက်ကားသမားတွေအတွက်ကတော့တစ်မျိုးကို10တုံးယူတာနဲ့လူစီလက်ကားဈေးပေးပါတယ်ရှင်ဒါကတော့3ရောက်ချဲတစ်ခွပါဒီဟာတွေလည်းဒါအခုဒီနှစ်ထဲမှာပွင့်မဲ့ဟာပေါ့နော်3ရောက်ချဲတစ်ခွဒါဆိုလို့ရှိရင်တကယ်ဆိုလို့ရှိရင်ဒါဈေးကအစီးနဲ့တောင်မှလေတစ်စီးကိုဆိုတော့9000ရောင်းနေသလားဒါကိုအခုဒါတို့စိုက်ပြီးသားပေါ့အစင်တင်မယ်ဆေးလဲစိန်ထားပေးတယ်နောက်ထပ်10ရက်လောက်နေမှာဆေးကိုအိမ်ရောက်ပြီး10ရက်လောက်နေမှာဆေးစိန်ပေးလို့ရပါတယ်အိမ်ရောက်ရင်ဒီတိုင်းလေးပဲချိတ်ထားရုံအစင်တင်ဘာမှမလိုပါဘူးချိတ်ထားပေးရင်ရပါတယ်အကယ်လို့များပေါ့နော်တစ်နှစ်လောက်နေလို့တုံးဆွေးလာတယ်ဘာညာဆိုလို့ရှိရင်ဒါမှဆွေးမှဆူးတယ်ဆိုလို့ရှိရင်တုံးကြီးနဲ့အိမ်မှာထပ်ပြီးမှပဲကပ်ပြီးမှချီလိုက်ရပါတယ်တချို့ကဟဲ့အုံးစံဖတ်တာမပါဘူးရှင်းပါမလားတဘာဝတစ်ခွာအတိုင်းစိုက်ပေးရပါတယ်သူ့နီးသူ့ဟန်နဲ့စိုက်ပေးရပါတယ်เนาะဒါကတော့3ရောက်ချစ်တစ်ခွာရဲ့တုံးကပ်ပြီးသားပေါ့နော်ဒီတုံးကပ်ပြီးသားတုံးကိုမှငွေစီက3500ပါ10တုံးယူလို့ရှိရင်เนาะ10တုံးယူလို့ရှိရင်ငွေစီက2000ခွဲနဲ့ရောင်းပေးပါတယ်ရှင်ဒါလက်ကားဈေးပေါ့ဒါကတော့စာကလေးနင်းစီပေါ့စာကလေးနင်းစီရဲ့ပန်းပွင့်ပုံကဒီပုံပါဒါကတော့ပန်းပွင့်ပုံစာကလေးနင်းစီရဲ့ပန်းပွင့်ပုံကဒီပုံပါအရွက်ကအရှည်ကြီးပေါ့နော်sorry အပွင့်ကအရှည်ကြီးနဲ့ပွင့်တာပါဒါကတော့တုံးကပ်ပြီးတာပေါ့နော်ဒီကောင်လေးကတော့တဒုံးကိုမှ2500ပါ10တုံးယူလို့ရှိရင်2000ဈေးပါเนาะဒီလိုစင်တင်ပဲခုနကရိုစီပြောသလိုပဲအစင်တင်ပဲချိတ်ထားပြီးသားအစင်တင်ပါရှင်အများကြီးလဲမတတ်နိုင်တဲ့လူတွေအတွက်ရဲစင်ပြေပါတယ်နောက်တစ်ခုကဒါကတော့ကနိုင်ဘေးပေါက်တစ်ခွပါကနိုင်ဘေးပေါက်တစ်ခွကတော့တဒုံးကိုဒါလဲဒီနှစ်ပွင့်မဲ့မျိုးပေါ့เนาะဒီနှစ်ပွင့်မဲ့ဟာပါဒါလဲတဒုံးကို2500ပါ10တုံးကိုမှ2000ပါရှင်ဒါကတော့ခမောက်ကျိုးပေါ့ခမောက်ကျိုးဆိုတာဖျောင်းပန်းပေါ့သူတို့အခုအများသိနေဖျောင်းပန်းပေါ့ဒါကတော့တဒုံးကို4000ပါ10တုံးယူလို့ရှိရင်3000နှုန်းပါရှင့်10တုံးကို3000နှုန်းပါဒါကတော့ပလဲနှစ်တစ်ခွပါရှာပါမျိုးပေါ့ဒီပလဲနှစ်တစ်ခွကတော့တုံးကပ်ပြီးတာတဒုံးကိုမှ4000ပါရှင့်တဒုံးကို4000ပါဒါကတော့ကြောင်မီးတူတစ်ခွပါကြောင်မီးတူကအားလုံးသိတဲ့အတိုင်းပဲကြောင်မီးတူကတော့တဒုံးကို3500ပါ3500ပါ10တုံးယူလို့ရှိရင်28000နှုန်းပါဒါကတော့မျက်စိအသေးစားပါဒီကောင်ကတော့တဒုံးကို3000နှုန်းပါရှင့်ဒါကတော့3000ပါဒါကတော့ရွှေမြင်းရွှေကနုတ်ပါတဒုံးကိုဒီကောင်လေးက3500ပါ10တုံးယူလို့ရှိရင်28000နှုန်းပါရှင့်ဒါကတော့ဂမုံရင်တစ်ခွပါဂမုံရင်ကတော့ရှားပါမျိုးပါအိုး8000ပါရှင့်အပွင့်ပါပါတယ်ခုနကရိုစီပြတယ်3အောင်ချဲတစ်ခွတွေဒါကတော့3အောင်ချဲတစ်ခွဒါကတော့ကိန်ဒီတစ်ခွပါကိန်ဒီကတော့တဒုံးကို3500ပါဒါကတော့စင်မအဖြူပါတုံးကပ်ပြီးသားပေါ့အစင်တင်တုံးကပ်ပြီးသားအစင်တင်ပေါ့နော်ဒီဟာလေးကတော့တဒုံးကို9000နှုန်းပါဒါကတော့ပလဲနစ်အယိုးတို့ပေါ့အယိုးတို့ခုနကကျမပြတဲ့4000နှုန်းပါအတူမလို့ခြင်းဘူးအရှည်ပဲလို့ခြင်းတယ်ဆိုတဲ့တွေအတွက်ကဒါအရှည်ပါအရှည်ကတော့8000ပါရှင်ဒါကတော့စပယ်တစ်ခွတုံးကတ်ထားတာပါစပယ်တစ်ခွတဒုံးကိုမှ3500ပါသူကတော့ဒီလိုအယိုးဝနေတာတေချင်လို့မဟုတ်ပါဘူးတဘာဝနော်ဒါလေးကတော့ဒဂွန်လုံးတစ်ခွပါဒဂွန်လုံးကမကြခင်လို့0ပွင့်တော့မှာပါဒါကတော့ဦးဆုံးစောစီးပွင့်တာပေါ့ဒီကောင်လေးကတော့ဒီဒဂွန်လုံးတစ်ခွကတော့တုံးကိုက်နဲ့ယူမယ်ဆိုလို့ရှိရင်တော့တဒုံးကို4000ပါတဒုံး4000ပါပိတ်တဲ့ချိန်နဲ့ယူမယ်ဆိုရင်တော့အလုပ်ပေါ့နော်မဆက်ရသေးတဲ့ပိတ်တဲ့ချိန်နဲ့ယူမယ်ဆိုရင်တပိတ်တာကို2000ခွဲပါခုနကရိုစီပြတဲ့ရွှေမြင်ရွှေကနုတ်ရဲ့ဒါတုံးကတ်ထားတဲ့ဟာတွေပေါ့နော်ဒါရွှေမြင်ရွှေကနုတ်တုံးကတ်ထားတာပါဒါလေးကမိုးပြလေးတစ်ခွပါမိုးပြလေးကတော့အမြင့်ဆွဲတယ်ဒီကောင်ကတဒုံးကို9000ခုနကကြောင်မီးတူတစ်ခွပါဒါတွေကပြီးတော့ဒါကရွက်မဲကြီးတဒုံးကို3500ပါဒါကတော့စာကလေးမယန်းပါစာကလေးမယန်းတဒုံးကို3500ပါရှင်ဒါကတော့ရွှေဝါလေးတစ်ခွပါဒါတွေကတံပြာနဲ့ရမ်းမွေးတဲ့ဟာပါတဒုံးကို3500နှုန်းပါဒါကမောက်ခန်းဝါပါမောက်ခန်းဝါတဒုံးကို3500နှုန်းပါ10တုံးရင်13000ပါဒါကတော့ဒေါင်းမီတစ်ခွပါဒေါင်းမီတဒုံးကို9000ပါ10တုံးရင်4000ခွဲပါရှင်
ထားပန်းတွေကိုအလွတ်မဆိုင်သေးတဲ့အလွတ်တွေပဲလိုချင်တယ်ဆိုလဲမဆိုင်သေးတဲ့အလွတ်တွေအကုန်ရှိပါတယ်ရှင်နော်လိုချင်တဲ့ဟာ channel မှာလည်းစိတ်ကြိုက်လောက်ပဲလို့ရပါတယ်ဒါကတော့တခိုင်လုံးရွှေတစ်ခွတခိုင်လုံးရွှေတွေလည်းရှိပါတယ်ဒါကတော့တခိုင်လုံးရွှေကိုတုတ်ကပ်ပြီးသားပါဒါကတော့ရှားပါမျိုးပေါ့နော်တခိုင်လုံးရွှေခုနဒဂုံလုံးကိုအဝါရောင်ပေါ့ဒဂုံလုံးကခုနဒဂုံလုံးပေါ့ဒါကတော့တခိုင်လုံးရွှေပေါ့တခိုင်လုံးရွှေဆိုတော့တခါတပွင့်လုံးဝါထိန်နေတဲ့ဟာပေါ့ရှားပါမျိုးပါဒီကတော့တဒုံးကို9000ပါရှင်ဒါဝက်ဝံအပွင့်ပါပါဝက်ဝံအပွင့်ပါတုံးကပ်ပြီးသားအစင်သစ်ချိတ်ရုံပါပဲအဖူးပွင့်ပါပြီးသားเนาะအဖူးပွင့်ပါပြီးသားတဒုံးကိုဒါကတော့9000ပါရှင်ဒါကတော့ဒဇင်မင်းမှာရှားပါမျိုးဒဇင်မင်းမှာတုံးကပ်ပြီးသားပါဒီကောင်တွေကတော့တဒုံးကို13000ပါရှင့်အစင်တင်ချိတ်ရုံပဲပေါ့နော်ဒါလေးတွေကတော့စိုက်ထားပေးပြီးသားပါဒါတွေစီကျွေးထားပေးပြီးသားပါနော်ဒီလိုလေးပဲဘာမှလုပ်စရာမလိုပါဘူးစိုက်ရုံစင်တင်မှာဒါတွေကတော့ယေတနာရွှေခက်ပါယေတနာရွှေခက်ကတော့တဒုံးကို8000ပါရှင့်ဒါတွေလည်းဘာမှလုပ်စရာမလိုပါဘူးအစင်တင်ချိုက်ပြီးအစင်တင်ပါရှင့်ဒါကတော့တထေးဝါဒပါအဖူးပွင့်ပါပေါ့ဒီတထေးဝါဒတွေကဂုံးလဲတစ်ခါရတက်လို့ရပြီးသားပါအဖူးပွင့်လည်းပါပြီးသားပေါ့နော်ဒါကိုရစီကဒီလိုဖူးပွင့်ပါပြီးသားဒီလိုတဲ့ဂုံးတက်လို့ရတဲ့ဟာကိုမှတပင်ကိုမှရစီကအဖူးပွင့်ပါတဲ့ဟာကိုမှ13000နဲ့ပဲရောင်းပေးပါတယ်ဒီကောင်ကတော့အများကြီးမရတော့ပါဘူးအပင်20လောက်ပဲရပါတော့မယ်နော်အကြာကြီးခံတယ်လှလဲတအားလှတယ်နော်ဒီကောင်တွေကအဖူးပွင့်နေတယ်ဒီမှာအမကြည့်လိုက်လုံးဝအပင်တွေကလည်းရှယ်လှတော့တောက်လျှောက်ပွင့်နေတာနော်ဒီမှာအပင်ကြီးတဲ့အမြင့်နဲ့ဆိုရှင်တော့ဒီကောင်က10ပေလောက်ရှိမှာပေါ့အမြင့်နဲ့ဒီလိုခွေထားလို့ဆိုတော့ဒါခွေထားအောင်မို့လို့လေနော်တခြားဘန်းတွေလည်းအစုံရှိပါတယ်ကဲ channel မှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ခြံကတော့တောင်တကူ59ရက်ကွယ်ဥတ္တဖြာလမ်းပါရှင်ဟုတ်တယ်ဟုတ်တယ်ကဲနေတာလည်းနင်းစီမျိုးစစ်စစ်ကိုမှလိုချင်တဲ့လူတွေအတွက်ကတော့ဒီမှာ Rosie Channel မှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်တက်တန်းရဲ့မျိုးတွေပါစနေရဒီလည်းပွင့်တယ်လှလည်းတအားလှတယ်နေတာလည်းစမျိုးတွေပါဟုတ်နဲ့မှာ Rosie Channel လာမယ်ဆိုလို့ရှိရင်တော့ခြံကတော့တစ်လုံး1နှစ်103ကားတွေစီးပြီးမှ56မတ်တိုင်ကိုဆင်းပါ56မတ်တိုင်ဆင်းပြီးလို့ရှိရင်မတ်တိုင်မှာဟိုပါပေါ့စိုက်တွဲသမားတွေကိုမေးလိုက်59ဓမ္မအောင်ဘလို့သွားလဲလို့မေးလိုက်ဓမ္မအောင်ရဲ့ဘေးကပ်ရဲ့ခြံပါခြံကတော့နာမည်ကတော့ပန်းသခင်လို့ရေးထားပါတယ်ပန်းသခင်ခြံပါရှင်ဒီခြံကနော်ဆိုင်ပုံနဲ့တော့ဂျာနေရိုစီဆိုမှလိုက်ရှာနေမှာဆိုလို့တော်တော်များများရိုစီဆိုမှပဲလိုက်ရှာနေလို့လေအဲဒါကြောင့်မို့ပါကျေးဇူးတင်ပါတယ်ကဲ like ကလွှင့်လို့မရတဲ့အခါကျတော့ဗီဒီယိုဖိုင်လေးတွေကို sharing လေးလုပ်ပြီးမှကူညီပေးကြပါရှင်ကျောင်းလက်သေးຫນွယ်တွေလည်းပွင့်ပါပြီဒါကျောင်းလက်သေးຫນွယ်တွေပါကျောင်းလက်သေးຫນွယ်တွေလည်းပွင့်ပါပြီပွင့်ခန့်တယ်အဲ့လိုမျိုးပင်တွေလည်းရှိပါတယ်ရှင်ကဲဒီမှာဒီဇင်တွေလည်းရပါသေးတယ်ရှင်စိတ်ကြိုက်လာဝယ်လို့ရပါတယ်ကဲနော်ပူတာဒီဇင်အဆုံရှိပါသေးတယ်ကဲတခြားပန်းတွေလည်းစိတ်ကြိုက်လာဝယ်လို့ရပါတယ်ဘွယ်အလူမင်္ဂလာအတွက်လည်းအပွင့်ပန်းတွေတပွင့်ချင်းစီလဲရောင်းပေးပါရရှင်ကဲဒါတွေကတော့ချန်ပီယံတွေပါရှင်ဒါဆိုမျိုးဟောင်းကက်တလီယာပါဒါကတော့ကဲခြံထဲမှာစိတ်ကြိုက်လာဝယ်လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်